နောက်ဆုံးတော့ဒီနေ့ကိုရောက်လာခဲ့ပြီပေါ့နော်အိမ်မက်တောင်မှမမတ်ဘူးကိုအရန်အားကြရတဲ့ကိုရဲ့အိုင်ဒေါ်နဲ့တခုံတည်းထိုင်ပြီးဒီလိုလုပ်ကိစ္စပြောစားရမယ်ဆိုတာပေါ့နော်ပထမဆုံးအနေနဲ့ပေါ့နော်မရွှေမော်ကျေးဇူးအရန်တင်တယ်မရွှေမော်အဖြိုးကိုဒီနေရာလေးကိုရောက်အောင်ခေါ်လာပေးခဲ့တဲ့တော့ပေါ့နော်ဒါကြတော့အခုဖလမ်ဆော်မှာရှိနေတဲ့ဖိဝင်းတို့ရဲ့ office ရုံခန်းလေးပါဒီနေ့အလုပ်ကိစ္စပြောမယ်ဆိုပြီးတော့မှဒီ body set ရဲ့တထေးမှာပေါ့နော်ဖိဘဲကိုနဲ့ချိန်ထားတယ်ပြီးတော့ဖိဝင်းနဲ့လည်းအလုပ်ကိစ္စစကားတွေပြောဖို့အတွက်ချိန်ထားတော့မဖြူတို့နေ့လယ်တနာရီလောက်ရောက်သွားတယ်ပေါ့နော်ရောက်သွားတဲ့ချိန်မှာဆိုရင်မဖြူတို့ရောက်သွားတော့ဖိဝင်းမရောက်လာသေးဘူးမဖြူအရင်ခုန်တာပေါ့နော်ဒီနေ့ကကြတော့ဖိဝီတို့ရဲ့ဒီ company နဲ့ပေါ့နော်မဖြူအလုပ်လုပ်ဖို့အတွက်စာချုပ်လေးချုပ်လိုက်တာပေါ့နော်ဖိဝီလေးအပြင်မှာအရင်စိတ်ကောင်းပြီးတော့လေအရင်ချောတယ်ပေါ့နော်သူရဲ့ရေမွေးတွေဆိုရင်လည်းမဖြူအရန်ကြိုက်တယ်မဖြူကကျတော့ရေမွေးကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူအနောက်ဆုံးထုတ်ထားတဲ့ဒီရေမွေးတွေဆိုရင်လည်းဘလို့ကောင်းကြဘလို့ကြိုက်ကြမဖြူသူကိုရှင်းပြနေရပေါ့နော်ဒီကမဖြူကရေမွေးထဲမှာဆိုယောက်ျားလေးရေမွေးနဲ့ပို့ပြီးတော့မှသဘောကျသူ့ရအချိန်လဲတိတ်မရအောင်နောက်မှထပ်တွေ့မယ်ဆိုပြီးတော့ဖိဝီပြန်သွားတဲ့ချိန်မှာဆိုရင်တော့မဖြူကဒီဖိဝီတို့ရဲ့ office မှာရှိရပေါ့နော် company မှာရှိတဲ့ဒီပစ္စည်းလေးတွေပေါ့နည်းနည်းလေးလိုက်လေးလာလိုက်ကြည့်နောက်ဆိုရင်လည်းကိုဒီကိုမကြခဏလာရတော့မှာဆိုတော့လေတကယ်လည်းအရင်ရင်ခုန်နေပေါ့နော်ကိုအားကြရတဲ့ကိုရဲ့ idol နဲ့အတူတူအလုပ်လုပ်ရတော့မှာဆိုတော့လေဒါနဲ့စကားမဆက်မီအောင်မယ်မဖြူရီမွေးရအောင်အားပေးမှလားဟင်